ပရမညာဘုံတော့ပရမညာကိုအလဲရထားပရမညာဘုံတော့မြကြောက်အေးခြင်းမြလေးကအေးမြခြင်းစိန်စွမ်းကုန်အောင်စိန်ကိုလက်ရရလှည့်ရပရမညာမြစိန်ပရမညာဘုံတော့မြကြောက်အေးခြင်းစိန်စွမ်းကုန်အောင်ကြောင်မာတိတ်တိကြောင်ကတိတ်တိပြီးတယ်မနိနီလာမေတ္တာကဲချုပ်မေတ္တာပရမညာကမေတ္တာဂေါ်မုတ်ခွန်အားဂေါ်မုတ်ကခွန်အားကောင်းတယ်ဥဒ္ဒဗျာကျမ်းမှာဥဒ္ဒဗျာလေးပြန်လိုက်တော့ကျမ်းမာကြီးကောင်းတယ်ဥဒ္ဒဗျာကျမ်းမှာတဏ္ဍာကြီးကတဏ္ဍာကအကြီးကဖြစ်တယ်ပလဲချက်တွေဂုံကိုးဝေသည်ဆိုပြီးအဲ့ဒီနဝရတ်9ပါးကိုဆင်မြန်းကြပါတယ်အရာရှိတွေကအဲ့ဒီနဝရတ်9ပါးကိုပြောတာမဟုတ်ပါဘူးတဲ့တိုင်းပြည်မှာပညာချစ်နေတဲ့အဲ့ဒီအမတ်ကြီးတွေပညာတတ်ကြီးတွေကိုပြည့်ဥခင်းကိုသားမင်းမနှိမ်အဲ့ဒါမနှိမ်ရဘူးပျောက်ပေးရမယ်ပြည့်တကွန်ကိုသားမောင်မချရှင်ဘရင်တွေကတို့ဖုန်းကြီးတွေကတကွန်ပဲတို့ဖုန်းကြီးတွေကိုစိတ်ချမ်းသာထားရမယ်တဲ့တိုင်းညာပြည်ပါစီရ၄ခုဟောလေသမားတွေအစဉ်ပြေရကုံတယ်တွေလွတ်လပ်လပ်ကုံသိမ်းဖြစ်ရဟုတ်ပြီနော်အဲ့ဒီတည်းကရဟန်းတော်တွေကစီတံပြောတာတညံညံနဲ့ဒီတရားဓမ္မတွေကအစဉ်ပြေမှတို့ကလည်းဘာလဲအမြတ်ဆိုရင်ဘာလဲတာရုခေါ်မဲ့လူဒါမှတို့ကလေစီတံပြောတံစီတံညံတယ်ဟိုဟောလို့အဲ့တော့မှပြောတံစီတံညံပါလေဟိုတော့ဘာမှစီတံပြောတံမကြမ်းရတော့ဗျာလေသမားတွေကုံတယ်မကြည့်ပွားရင်တန်ဃာတွေမစီကားပါဘူးတဲ့အဲ့လိုတန်ဃာကတ္တကောဆလေတော့တိုင်းငါပြည်ပါစီယာ၄ခုအဲ့ဒီ၄ခုစီရမယ်တဲ့လေသမားတွေကြည့်တော့ကုံတယ်တွေဆရာတော်တန်ဃာတမဏေသူယတရထေသူတိုင်းငါပြည်ကာတို့၌အေတေသူအဲ့ဒီ၄ခုတို့သည်ဒုဗလံအားနေရင်တိုင်းပြည်လည်းအားနေတယ်တဲ့အဲ့ဒီဥစ္စာတွေကဗလံအားရှိရင်တိုင်းပြည်လည်းအားရှိတယ်တဲ့တော့ဘုန်းကြီးရဲ့လေသမားတွေရဲ့ဘလူတွေလေဟိုကုံတယ်တွေရဲ့အမတ်တွေရဲ့အဲ့ဒါအဲ့၄ခုတူတူတာရှေ့ကပြောတာအဲ့ဒီ၄ခုအားကောင်းမှုဒါတို့ပြောခဲ့ပြီ